မဲပေးရမယ်ဆိုတာလည်းသိတယ်လေကိုကဒီမဲမပေးလို့မှမဖြစ်တာဆိုတော့ပေးရမှာလေပေးပြီးမှလည်းကိုကလည်းစိတ်ချမ်းသာတာပေးရမယ်ဆိုတာဆိုတော့ပေးမှလည်းအေးချမ်းပါလေမဲပေးပြီးမှအေးချမ်းပါဆိုတော့ပေးရမယ်ဆိုစိတ်ကြီးကလည်းရှိနေတာ ဒီရွေးကောက်ပွဲကိုလိုမြင်လဲဗျ မဲပေးပြီးရင်တော့ကိုကဘာပဲဖြစ်နေဒီမဲပေးမှအေးချမ်းပါလေကျမတို့ကလည်းစစ်ဖေးရှောင်နေဆိုတော့ဒီလိုမဲပေးပြီးရင်ကိုရွာကိုဒေတာပြန်ရတော့မှဆိုတော့မဲပေးခြင်းနေတာပဲမဲပေးမှအေးချမ်းတော့မှာဆိုတာကိုမင်းမြန်ပေးပြီးရင်အေးချမ်းမယ်ကိုရွာကိုဒေတာပြန်မယ်ဆိုတဲ့စိတ်နဲ့ပေးခြင်းနေတာအဲဒါကြောင့်မို့ရွေးကောက်ပွဲကတော့ပြည်သူရဲ့ဆန္ဒအတိုင်းပေါ့နော်ပြည်သူရဲ့ဆန္ဒအတိုင်းဟိုမှာဆုံးဖြတ်မဲ့အနေထားပေါ့အဲ့တိုင်းမှမြင်ပါတယ်ဗျဟုတ်Jelajahi cara baru mendapatkan informasi. Download Metro TV Extend sekarang.